အမြင်အာရုံဝေဝါးနေလားရှင်းရှင်းလင်းလင်းမမြင်ရဘူးလားကြော်မသွားပါနဲ့ဘာလို့လဲဆိုတော့ဒီဗီဒီယိုကိုလွတ်သွားရင်မလိုလားအပ်ပဲမျက်စိပြဿနာတွေနဲ့ဆက်ပြီးရုန်းကန်နေရနိုင်လို့ပါအပတ်တိုင်းမှာကျွန်တော်စီ message ဖြရောက်လာလေးရှိတယ်ကျွန်တော်မြင်အာရုံတွေဝေဝါးနေတယ်မျက်လုံးတွေညောင်းညာနေတယ်မျက်မှန်တက်လဲမထူးဘူးဆိုပြီးပြောကြတယ်ရင်းနှီးနေတယ်လို့ရဲမဟုတ်လားဒါမျိုးဖြစ်နေရဆိုရင်တေချာနားထောင်ပါဘာလို့လဲဆိုတော့တရုတ်လူမျိုးတွေဟာရာစုနှစ်ပေါင်းများစွာကြာအောင်ထိရောက်တဲ့ကုထုံးတစ်ခုကိုအသုံးပြုခဲ့ကြလို့ပါလို့ရတာလဲရိုးရှင်းလင်းလင်းရှိပြီးအိမ်မာတင်ပြုလုပ်နိုင်ပါတယ်မပြခင်မှာရှင်းလင်းတဲ့အမြင်အာရုံရရှိဖို့တင်ကယူဆိုင်တယ်ဆိုရင်အသေးပုံလေးကိုနှိပ်ပေးခဲ့ပါအပိုင်းနှစ်ကိုမလွတ်သွားရအောင်ဖော်လို့လုပ်ထားပါဘာလို့လဲဆိုတော့တင်မျက်စိအမြင်အာရုံဟာစွန့်စားရလောက်အောင်မတန်လို့ပါလိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့လိမထားတဲ့တံပွေရာဒီကတံပယိုဒီအမဲ့နှစ်လုံးအခွန်မခွာပဲအတုံးသေးသေးလေးတွေလီးပါကြက်တုံဖြူလေးတက်ပါလီးပါပြားရီစစ်စစ်ပါဝင်ပစ္စည်းများမြုပ်တီထိနောက်ဆုံးအနေနဲ့ပန်းတိရှာလာကကြီးနှစ်စွန်းတာတွေကဘာလို့ထိရောက်တာလဲတံပွေရာဒီမှာဗီတာမင်စီမြောက်များပါဝင်ပြီးတဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်မျက်စိကိုကာကွယ်ပေးကအတွင်းတိတ်ဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်ကြက်တုံဖြူကမျက်စိအမြင်အာရုံကောင်းမွန်စေပြီးမျက်ကြည်လွှာပျက်စီးခြင်းမှကာကွယ်ပေးပါတယ်ပြားရီနဲ့ပန်းတိရှာလာကကြီးပေါင်းစပ်မှုကတော့မျက်စိကွယ်ခြင်းမှကာကွယ်ပေးပြီးအမြင်အာရုံရှင်းလင်းလာစေဖို့အသုံးပြုခဲ့ကြတာဖြစ်ပါတယ်ဒါတွေကိုဖန်ဘူးတစ်ခုတည်းထည့်အဖုံးသေးချပိတ်ပြီးနှက်ထားပါပြီးရင်နေ့စဉ်နက်နက်တိုင်းတစ်လကြာတစုံစီတောက်ပေးပါရလက်ကတော့လူတွေအံ့ဟာသွားရလောက်အောင်အမြင်အာရုံပိုရှင်းလာမယ်မျက်စိညောင်းတာတက်တာလာမယ်နေ့ရက်တိုင်းမှာပိုပြီးယုံကြည်မှုရှိလာပါလိမ့်မယ်ဒါကြောင့်ကိုမတ်မှာပြောခဲ့ပါဦးမျက်စိအတွက်တဘာဝကူထုံးတွေကိုသုံးဘူးပါသလားသုံးဘူးတယ်သို့မဟုတ်မသုံးဘူးဆိုပြီးရေးခဲ့ပေးပါဦးအားလုံးမင်္ဂလာပါမျက်လုံးတိမ်ဆွဲနေတဲ့လူတွေမကောက်ဘူးမျက်လုံးမကြည်မလင်ဖြစ်နေတဲ့လူတွေအားလုံးအတွက်ကိုအရန်ကောင်းတဲ့ဟဲ့လားမျက်လုံးအားစိတ်လေးကိုပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်ဘာတွေလိုအပ်လဲဆိုရင်တော့ကြက်သွန်ဖြူနှစ်တက်လောက်နဲ့နောက်ပြီးတော့တံမယာတီးတစ်ချမ်းလောက်ရယ်ပြားရည်တစ်စုံတန်လွင်စီတစ်စုံအဲ့ဒါတွေကိုညအိတ်ခါနီးမှာအကုန်လုံးရောပြီးတော့မွေလိုက်နှံ့အောင်မွေပြီးဆိုရင်အဲ့တော့အိတ်ခါနီးတစ်စုံတစ်မုံနှစ်စုံလောက်9ရက်လောက်10ရက်လောက်ပြည့်အဲ့လိုပုံမှန်လေးစားသုံးပေးမယ်ဆိုရင်မိတ်ဆွေတို့မျက်လုံးမှာရှိနေတဲ့တိမ်တွေရောဟောဒီမှာမကြည်မလင်တဲ့မျက်လုံးတွေရောမျက်လုံးအားနည်းနေရတွေရောအကုန်လုံးကိုပြန်လဲပြီးတော့ကောင်းမွန်လာစေပြီးတော့တချို့ဆိုရင်တဲ့လွန်းလို့တိမ်တွေပါအလွာလိုက်တော့သူကွာထွက်သွားတဲ့အနေအထားကိုဖြစ်သွားတာပါအဲကြောင့်မျက်လုံးတွေမကြည်မလင်ဖြစ်ခဲ့မယ်ဆိုရင်မျက်လုံးအားတိုးစေးလိုချင်နေတဲ့လူတွေဆိုရင်ဟောဒီမှာတန်လွင်စီနဲ့ပြားရည်နဲ့တမယာသီးနဲ့ကြက်သွန်ဖြူနဲ့ကိုအိတ်ခါနီးရောစားကြပါလို့အားလုံးအကြံပေးကြပါတယ်ဒါတော့တဘာဝစိတ်နှီးမှုထိခိုက်နစ်နာမှုလုံးဝမရှိပါဘူးတခြားသွေးအားကောင်းတာတို့ဝင်းထဲမှာရှိတဲ့ဒဏ်ရာဒဏ်ချက်တွေလည်းပျောက်ကင်းစေတဲ့အတွက်အားလုံးအတွက်ခွန်အားတွေလည်းတိုးစေပါတယ်